အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တောင်းကလာဗရေဒါဈေးမှာအရန်နာမည်ကြီးနေတဲ့မြင့်စုအတုပ်ဆောင်ဆိုင်လေးကိုကျွန်တော်တို့သွားစားကြည့်မှာဖြစ်ပါတယ်တုပ်တူပဲနမ်းပြတုပ်တူပဲနမ်းမယ်ဆယ်ဆက်လေးပေါ့ဒီနေ့ကတော့ကျွန်တော်ကတော့ပင်နိုင်ဆိုင်အစုံတုပ်ရယ်ပြီးတော့ကျွန်တော်နမ်းပြတုပ်ရယ်ကိုကျွန်တော်ချိန်ခါဆက်လေးကျွန်တော်မှာထားပါတယ်ဗျဒီကတော့သူဆိုင်လေးကဈေးရဆိုင်ဖြစ်ပေမဲ့တန်ရှင်းသက်ရက်တယ်ပြီးလို့ရှိရင်တက်ရက်လေးနဲ့အကုန်လုံးကလည်းစားချင်စပွဲလေးတခြားလောက်ထားတာကိုတွေ့ရပါတယ်။ပါဝင်တဲ့ကုန်ကျန်းပစ္စည်းလေးတွေလည်းပစုံကြောင်းမှုကျွန်တော်စီချက်တွေကစားတေချာချက်ထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျ။ဒါမှလည်း6နာရီလောက်ဆိုတော့စဖွင့်ပြီလူလည်းတော်တော်များတယ်ပါဆယ်ဝယ်လူလည်းတော်တော်များပါတယ်။ကျွန်တော်တို့မနေ့6နာရီလောက်ရောက်သွားတာပါ။ဒါတော့9နာရီခွဲလောက်ကြာရင်တော့လူတော်တော်ကြာတယ်လို့ပြောပါတယ်ဗျ။ပြီးတော့သူ့အတုပ်ဈေးလေးတွေကလည်း2000ဝန်းကျင်လေးတွေဆိုတော့တော်တော်လေးတန်ပါတယ်။စားလို့လည်းတော်တော်လေးကောင်းပါတယ်ဗျ။အဲ့တော့ကျွန်တော်မှားထားလေးလည်းရပြီဆိုတော့ကျွန်တော်တို့ဘယ်လိုစားမလဲဆိုတော့ဆက်ကြည့်ပေးပါဦးကော်ဖီတို့ဟင်းကားလေးကလည်းတော်တော်လေးတောက်လို့ကောင်းတယ်လို့အစုံတုပ်လေးကလည်းတော်တော်လေးစားလို့ကောင်းပါတယ်သူဆိုင်မှာတော့တင်နိုင်ဆန်အစုံတုပ်လို့မှားလို့ရပါတယ်ဗျဒီမြင့်စုအတုပ်ဆောင်တိုင်းမှာတော့သူ့ရဲ့ထူးခြားချက်ကကျွန်တော်ပါဆယ်ဝယ်ဆိုလို့ရှိရင်ကျွန်တော် inbox လေးနဲ့တေချာတက်ရက်လေးထုတ်ပေးပါတယ်အဲ့ဒါတော့သူ့ဆိုင်ရဲ့ထူးခြားချက်လေးပါပဲဗျအဲ့တော့ကျွန်တော်တို့အတုပ်ဆောင်ကောင်းကောင်းစားခြင်းနဲ့အရသာကောင်းကောင်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင့်စုအတုပ်ဆိုင်ကိုယ်တိုင်းမှာကျွန်တော်တို့အားပေးလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရှုပေးကြပါအောင်ဗျ